ကျွန်တော်နာမည်ကလင်းမော်ပါအခုဆိုရင်ကျွန်တော်ဟာတမျိုးလုံးရဲ့ဂုံတိတ်ခါကိုထမ်းပိုးပြီးကြောက်မက်ဖွယ်ကောင်းတဲ့လှုပ်ဝက်နေမြေစမ်းသက်ပွဲတွေကိုစတင်ခြေချနေပြီဖြစ်ပါတယ်ဘေးနားမှာတော့မင်းလိုက်မလာနဲ့ဦးကြောက်လုံးလို့ဘောင်းပီထဲစီးထွက်နေအောင်မဲလို့လောင်ပြောင်နေတဲ့လူရန်ရှိနေတာပေါ့သူကကျွန်တော်ကိုခြေဆေးတဲ့အစီခံဖြစ်အနိုင်ယူချင်နေတာပါဒါပေမဲ့စစ်မြေပြင်ဆိုတာစိတ်ညံလက်ညံရှိတဲ့သူတွေအမှားယွင်းအများဆုံးနေရာဆိုတာသူမသိသေးပါဘူးကျွန်တော်ကတော့အေးအေးဆေးဆေးပါပဲရိုးရိုးသားသားပြောရရင်ဒီစမ်းသက်ပွဲကကျွန်တော်အတွက်တော့ကလေးကစားစရာတစ်ခုလိုပါပဲစမ်းသက်ပွဲစတင်ပြီးမကြခင်မှာပဲလူရန်နဲ့သူ့အဖွဲ့ကတားရဲတွေကိုအပြင်းထန်လိုက်လံတက်ဖြတ်နေကြပါတယ်ခဏအကြာမှာတော့စစ်မြေပြင်ရဲ့ရမတ်စရင်စရာတွေထွက်လာပါတယ်လူရန်ကဂုံယူဝင်းကြွားစွာနဲ့ကျွန်တော်ရမတ်ကိုကြည့်လိုက်တဲ့အခါကျွန်တော်မှာစစ်မှုထမ်းရမတ်6မှတ်ပဲရှိပါသေးတယ်သူကကျွန်တော်ကိုချောချောလာလာနဲ့ပုံနေုံပဲတိတဲ့ကောင်လို့ထင်မှတ်ပြီးအစစ်နှိတ်ကျေတပွင့်တားရဲနေငယ်ပဲတက်နိုင်ခဲ့တယ်လို့ကောက်ချက်ချလိုက်တာပေါ့ဒါပေမဲ့ဒါဟာကျွန်တော်အားမွေးနေတာဆိုတာသူတို့မသိကြပါဘူးကျွန်တော်ကတော့အချိန်ဖြုံးနေတာမဟုတ်ပဲအစုလိုက်ပြုံလိုက်ခုတ်သိမ်းလို့ရမယ့်တားရဲအုံတွေကိုလိုက်ရှာနေတာပါအချိန်နဲ့ငယ်အတွင်းမှာပဲမယုံနိုင်စရာဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပါတယ်စောင့်ကြည့်ရေးဌာနကအရာရှိတွေဟာကျွန်တော်ရဲ့ရမတ်ကိုကြည့်ပြီးဗစက်အဟောင်းသားဖြစ်သွားကြပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ရမတ်ဟာကနန်းတစ်လုံးထဲကနေ9000ကျော်အထိစက္ကန့်ပိုင်းတွင်ခုန်တက်သွားလို့ပါပဲဒါဟာစနစ်ချိုရင်းချက်လို့သူတို့ထင်ခဲ့ကြပေမဲ့တကယ်တမ်းမှာတော့ကျွန်တော်ဟာ38 area မှာရှိတဲ့တွေးတောင်ပန်လင်းတို့အုံတစ်ခုလုံးကိုတယောက်တည်းနဲ့အပြတ်သက်ရှင်းလင်းလိုက်တာပါအဲ့ဒီနေရာကတားရဲပေါင်းထောင်ချီရှိပြီးအဆင့်6ရှိတဲ့လင်းတို့ဖရင်တောင်ရှိတာပါကျွန်တော်ရဲ့ဖျားသခင်မီးကန်နဲ့အဲ့ဒီနေရာတစ်ခုလုံးကိုပြဖြစ်အောင်လောင်ကျွမ်းစေခဲ့တာမို့စောင့်ကြည့်ရေးကိရိယာတွေတောင်ပျက်စီးသွားခဲ့ရပါတယ်စစ်ဌာနချုပ်ကတော့ကျွန်တော်ကို slab အဆင့်မြင့်စောင့်ကြည့်ရမယ့်ဖြစ်မဲ့အဖြစ်ချက်ချင်းသတ်မှတ်ပြီးကောင်းကင်မျက်လုံးဂျိုတူးနဲ့ပါစတင်စောင့်ကြည့်ပါတော့တယ်ကျွန်တော်ကတော့ရက်တက်မနေပဲနောက်ထပ်တားရဲအုံတွေကိုဆက်ရှာနေပါတယ်ကျွန်တော်သွားနေတဲ့လမ်းကြောင်းကတာမန်တားရဲတွေကိုရှောင်ကွင်းပြီးတားရဲအုံတွေကိုပဲဥတီနေတာမို့စစ်တပ်ကလူတွေတောင်ဒါဟာစမ်းသက်ပွဲလားဒါမှမဟုတ်တားရဲတွေကိုအမြင့်ပြတ်ချေမှုရေးစစ်စင်ရေးလားဆိုတာဝေခွဲမရဖြစ်နေကြပါတယ်တစ်ဖက်မှာတော့လူရန်ဟာကျွန်တော်ရမတ်တွေကိုကြည့်ပြီးမခံကျင်စိတ်နဲ့အနေရရှိတဲ့ခြံဝန်းတစ်ခုတည်းကိုစွတ်တိုးဝင်သွားပါတယ်အဲ့ဒီမှာသူဟာအဆင့်ရှိတဲ့ငရဲပင်ကူနဲ့တိုးပါတော့တယ်သူ့ရဲ့လာဘာဓာတစ်ကူလာအုပ်တောင်မခုခံနိုင်တော့ပဲလူရန်ဟာတေဘေးနဲ့ရင်ဆိုင်နေရပါပြီသူဟာမျက်ရည်တွေဝဲပြီးကျွန်တော်စီမှာအစီခံလုပ်ရတော့မယ်လို့တွေးရင်းလက်လျှော့ဖို့ပြင်းနေချိန်မှာကျွန်တော်ရောက်သွားခဲ့ပါတယ်ကျွန်တော်ရဲ့အစီခံမလေးကိုကျွန်တော်ပဲအနိုင်ကျင့်လို့ရတယ်လို့ပြောရင်ကျွန်တော်ဟာတိုက်ပွဲကိုစတင်ကုတ်ခဲ့ပါတယ်စုချင်းရွှေကိုအေးခဲဆွမ်းရည်နဲ့ပင့်ကူရဲ့ခြေလက်တွေကိုတိုက်ခိုက်ခိုင်းပြီးလူရန်ကိုတော့ပင့်ကူရဲ့ဝမ်ဘိုက်ကိုအပြင်းထန်တိုက်ခိုက်ခိုင်းပါတယ်ကျွန်တော်ကိုယ်တိုင်ကတော့ပင့်ကူလေးတွေအားလုံးကိုတကောင်မကျန်ရှင်းလင်းလိုက်တာပေါ့ကျွန်တော်ရဲ့တိုက်ပွဲဝင်ပုံကတိကျလုံးပြီးရန်သူရဲ့လှုပ်ရှားမှုတိုင်းကိုကြိုတင်တွက်ချက်ထားသလိုပါပဲနောက်ဆုံးမှာတော့အဆင့်8သားရဲကြီးကိုအောင်မြင်မြင်နှိမ်နင်းနိုင်ခဲ့ပါတယ်။လူရန်ကတော့ရှက်ကန်နဲ့ကျေးဇူးတင်စကားပြောရှာပါတယ်။စမ်းသက်ပွဲအပြီးမှာတော့ကျွန်တော်ရဲ့စုစုပေါင်းရမှတ်က60,000ကျော်အထိရှိသွားပြီးစံချိန်တစ်တင်နိုင်ခဲ့ပါတယ်။အရှိပိုင်းစစ်ဒေသတပ်မှုကြီးရဲ့ချင်းချမ်းကိုယ်တိုင်ဆင်းလာပြီးကျွန်တော်ကိုဗိုလ်မှူးအဆင့်ပေးကစစ်တပ်ထဲဝင်ဖို့ဖိတ်ခေါ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကမျိုးစားမင်းစုကိုပေးထားတဲ့ကတိအတိုင်းလင်းကျုံမျိုးကိုကိုစားပြုပြီးမျိုးငါမျိုးကိုခံပညာပြန်ပွဲမှာရှင်ပြိုင်ဖို့ဆုံးဖြတ်ထားတာမို့ညှင်းပယ်ခဲ့ပါတယ်။တပ်မှုကြီးကတော့ကျွန်တော်ကိုသဘောကျပြီးစစ်တပ်ရဲ့တပ်မှုကြီးပစ္စည်းတွေနဲ့လဲလှယ်ခွင့်ပေးခဲ့ပါတယ်မြို့တော်ကိုပြန်ရောက်တဲ့အခါမှာတော့လူရန်ဟာသူရှုံးနိမ့်ခဲ့တဲ့လောင်ကြီးအတိုင်းကျွန်တော်စီကိုအစီကံဝစ်စုံနဲ့ရောက်လာပါတယ်သူဟာရှက်ရွံ့နေပေမဲ့ဂတိတည်တဲ့သူမျိုးတခင်လက်ဖက်ရည်တောက်မလားလို့ခေါ်ဖို့စူးစမ်းနေတာပါအဲ့ဒီအချိန်မှာပဲစုချင်းရွှေကလည်းကျွန်တော်အတွက်မုတ်တွေယူပြီးအခန်းထဲကိုရောက်လာပါတယ်နောက်ဆုံးမှာတော့မျိုးသားမင်းကြီးပါရောက်လာတာမို့မိန်းကလေးနှစ်ယောက်စလုံးကျွန်တော်အိယာအောက်နဲ့ဆောင်းထဲမှာပုန်းနေကြရပါတယ်မျိုးသားမင်းကတော့ကျွန်တော်ကိုလူငယ်ဆိုတော့အားအင်တွေပြေဝနေတာကောင်းပါတယ်ဒါပေမဲ့တိုင်ပွဲအတွက်အားမွေးထားဦးလို့ပြောပြီးပြုံးစီစီနဲ့ထွက်သွားတာပေါ့ဒါဟာတကယ်ကိုရှက်စရာကောင်းတဲ့အခြေအနေတစ်ခုပါပဲဒါပေမဲ့အေးချမ်းတဲ့အချိန်ကခဏလေးပါတခြားတစ်ဖက်မှာတော့ရှောင်းဖန်းလို့ခေါ်တဲ့လူဆိုးတစ်ယောက်ဟာတခြားမျိုးကပါရမီရှင်တွေနဲ့သူတို့ရဲ့ကောင်းကင်အစင်သားရဲတွေကိုဝါမျိုးဖို့စီစဉ်နေပါတယ်သူ့ရဲ့ရည်မှန်းချက်ကကျွန်တော်ရဲ့ရှောင်းမျိုးကိုပါဝါမျိုးဖို့ပါပဲ၃ရက်ကြာမှာတော့မျိုး၅မျိုးကိုခံပညာပြိုင်ပွဲကိုရှူရမျိုးမှာကျင်းပပါတယ်အဲ့ဒီမှာဘလက်ဝုံမျိုးကလူမိုက်တွေကကျွန်တော်တို့ကိုလာရောက်စင်ခေါ်စော်ကားကြပါတယ်သူတို့ကလူရန်နဲ့စုချင်းရွှေတို့ကိုတောင်းနှုတ်တီးကောင်းရှာပါနဲ့စော်ကားနေတာမို့ကျွန်တော်ကတော့သူတို့ကိုပြက်ပြက်သားသားတတိပေးလိုက်ပါတယ်ပြိုင်ပွဲကျင်းပမဲ့နေရာကတော့အမဲလိုက်ကျုံပဲဖြစ်ပါတယ်စီကန်းချက်တွေကတော့တားရဲတွေကိုတက်ပြီးရမတ်ရှာရမှာဖြစ်တယ်လို့တခြားပြိုင်ပွဲဝင်တွေစီကရမတ်တွေကိုလည်းလူယူလို့ရပါတယ်ဒါဟာတယောက်နဲ့တယောက်တက်ဖြတ်ဖို့အားပေးနေတယ်လို့ပါပဲကျုံးပေါ်ကိုရောက်တဲ့အခါမှာတော့လူရန်ဟာဒေါသတကြီးနဲ့သူ့ကိုလာစော်ကားတဲ့လူမိုက်နှစ်ယောက်ကိုအပြတ်သက်ဆုံးမပြီးသူတို့ရဲ့ရမတ်တွေကိုလူယူလိုက်ပါတယ်သူဟာဒီတောင်ကငါတောင်ဒီတစ်ပင်ကငါတစ်ပင်ဖြတ်သွားခြင်းရင်ရမတ်တွေပေးခဲ့လို့ပြောရင်လမ်းပြတားပြတိုက်နေပါတော့တယ်ကျွန်တော်တို့လင်းကျုံမြို့ဖွဲ့ဟာအခုဆိုရင်အမဲလိုက်ကျုံးပေါ်မှာတကယ့်ကိုထိတ်လန့်စရာကောင်းတဲ့အဖွဲ့တစ်ခုဖြစ်လာနေပါပြီရှေ့မှာဘလို့အနေရတွေပဲရှိနေပါစေကျွန်တော်ကတော့လင်းကျုံမြို့ရဲ့အောင်ပွဲကိုမရရအောင်စောင့်ကျင်းပေးသွားမှာပါ